ပုံမုံဟင်းတော်ဦးရဲ့တတိပြုတဲ့အချက်တွေနဲ့စကားဆရဲ့ညံနဲ့တွေကိုကျွန်တော်တို့တွေကိုတေချာသူပြောပြခဲ့ပါတယ်။ရန်သူကိုပြောအောင်ထားပြီးပင်ပန်းအားနေချင်ရောက်မှအလစ်အငိုက်တိုက်တာဟာသူတို့ရဲ့ပြူဟာပါတဲ့အရန်လဲမပြောပါနဲ့အရန်လဲဝမ်းမနေပါနဲ့လောက်စရာရှိတာတတိထားပြီးဆက်လုပ်မှာပါဆက်လုပ်ရမှာပါမအားလာဟာလိုင်းပေါ်မှာနာမည်ကြီးနေတဲ့မြို့တွေနာမည်ကြီးနေတဲ့ခေါင်းဆောင်တွေသူတို့လူတွေကိုအထိနာနေတဲ့တိုက်ပွဲတွေဖြစ်ပွားတဲ့မြို့တွေကိုလုံနေတဲ့ပုံစံကိုကြည့်ပါအစောပိုင်းမှာ PDF တွေကိုစစ်မျိုးထားတတ်ပါတယ်သူတို့လူတွေကိုဒီမြို့ကိုတွားရင်တေးမယ်တိတိနဲ့အစောပိုင်းမှာလှုပ်ပြီးထိုးကြွေးပါတယ်သူတို့ဟာသူအကျိုးစီးပွားလောက်ဘာမှအရေးမကြီးပါဘူးအောက်ခြေစစ်တဲ့တေးလဲခရီးမဆိုင်ပါဘူးအစောပိုင်းမှာမြေပြင်အနေထားနယ်မြေကျွမ်းကျင်မှု PDF ကအသာစီးရနေတတ်ပါတယ်ရန်ခဲ့တဲ့စစ်သားတွေဟာတတ်မတော့ပျောက်ရင်တောင်မီးခွက်ထွက်စာမဲ့သူတွေပဲကြံခဲ့တာများပါတယ်သူတို့စိတ်ထဲမှာပြည်သူတွေကအကြမ်းဖက်နေတာဒီပြည်သူတွေမရှိမှသူတို့နားရမှာတတ်မတော်ကိုဆန့်ကျင်တဲ့သူတို့ရန်သူဆိုတဲ့စိတ်မျိုးအပြည့်ဝရှိပါတယ်သူတို့တွေကိုနေအိမ်တွေမိရှုတန်ဖိုးရှိတာတွေလွယ်လူယူခွင့်ပေးထားပါတယ်တေးမယ်မှန်တိပေမဲ့ပြောကြီးသွားပါတယ်အစောပိုင်းမှာဒီဘက်ကမွန်ဟန်ကားပနကားကျွေးနိုင်ပြီးလက်နဲ့ပနခုရလိုက်ပြီးဘဲလက်နဲ့တွေထုတ်နိုင်ပြီးပုံတွေရက်ပြဆိုရှယ်မီဒီယာပေါ်မှာဝေရှာပေါ့ဗျာဝိုင်းလောင်ကြလိုက်တာအဲ့ဒီအချိန်မှာစကားချက်ချင်းမတိုက်သေးပဲအချင်းယိုပြီးတည်င်းယူတလန်ထက်အလှူရှင်ရောင်ဆောင်နင်းမျိုးစုံထောက်လှမ်းပြီးဒီဘက်ကလက်နဲ့ပန်းကြချင်းစောင့်ပြီးမှသူတို့လူတွေကိုအတေခံထိုးကြည့်ပါတယ်ဒီဘက်ကလူတွေက PDF တွေစစ်ပန်းချင်းလက်နဲ့တွေကုန်တလောက်နေပါဖြစ်လာမှဖြတ်လေးဖြတ်ကိုစတင်တယ်သူတို့လက်နဲ့ကလိုတလောက်ရနေချင်းသူတို့မှကြည်ဖို့အသေးတန်ဆာနေရတယ်မြေပြင်မှာလက်နဲ့ကြီးအင်အားတောင်းပြီးရွာသားတွေကိုဝေရှိပါကျေးပါတယ်နေမြေစုံမှုရဖို့တဲ့အရာသားတွေကိုပါအကြံပဲလူသားတိုင်းအတွက်လုပ်ပါတယ်အားလုံးဖျော်ဖျက်ဖြစ်နေချိန်မှာလေရင်နဲ့နေရာပြစ်မှအတိအကျကိုလာကျဲချသွားတာပါမင်းပိုင်းတာကြားလိုက်တယ်အရှိမထန်တလန်၄ကေပေါ်ဖြစ်ရတွေတာရကရှိပါတယ်သူတို့နေမြေစုံမှုမရရင်ရွာတွေကိုပြာချပစ်တာပါဒါကြောင့်တင်ခန်းစာယူပါတစ်ဖက်ရန်သူကိုအထင်ကြီးလို့မကြီးလို့ရတယ်ကြိုက်တော့ထောင်လို့ရတယ်အထင်တော့မသေးနဲ့ရုံမှမှုမှာသူတို့ညံနဲ့ပြူဟာကတပည့်ကန်းခတ်ပါတယ်တစ်ဖက်ရန်သူကိုအနိုင်ရချင်ရင်ကို့မှာဘာလက်နဲ့ထုတ်နိုင်တာရှိတာတွေကိုမလိုအပ်ပဲမတင်ပါနဲ့တစ်ဖက်ရန်သူရဲ့ NR လောက်ကွက်အားသာချက်အားနဲ့ချက်လေ့လာပါ NW ကိုဖြည့်ရင်လိုအပ်တဲ့လောက်ပြောပါလေရင်ရှီလန်းကြောင်းကိုထောက်လှမ်းပါဒါတွေတင်နေတာမှမဟုတ်တစ်ဖက်ရန်သူတွေတွေးပြမဲ့ပြည်သူတွေမုံတီးရမယ်လို့ရန်တွေ့တာမျိုးတွေလည်းကြုံရတတ်ပါတယ်မုံတီးရတာမှန်ပေမဲ့တစ်ဖက်ကတွေးပြတာလည်းမှန်ပါတယ်ဒါပေမဲ့တခါတလေမြေပြင်အကြောင်းမသိပဲလိုင်းပေါ်ကမှာဝိုင်းလှော်သူတွေကြားမှာရွာသားတွေ PDF တွေပိုအထိနာတတ်တာခံစားနေရသူတွေအသေးဆုံးပါတစ်ဖက်ရန်သူကဘလောက်ရုပ်မှလဲလက်နဲ့လိုသူလောက်ပွင့်ခွန်အာနာဘလောက်ရှိနေလဲပြန်တွေးကြည့်ပါအင်တာနက်တွေဖြတ်ချင်ရင်ဖြတ်လို့ရတယ်ကျွန်တော်တို့ဘာမှမတတ်နိုင်တဲ့အခြေအနေပါဘယ်လေရင်ကိုပါနဲ့ပစ်ချလိုက်ပြီးဆိုတဲ့ဖိတ်ဟော့တွေမှာပြောမနေကြပါနဲ့တခါတရံအဲ့ဒီတဲ့တွေကစားကစားဘက်ကပျော်ကြီးထုတ်နေတဲ့စိတ်ဝါးတွေပါရန်သူကိုပြောအောင်ထားပြီးပင်ပန်းအားနေချိန်မှာအလေးငိုက်တိုက်တာဟာသူတို့ပြူဟာပါရခိုင်တပ်တော်အေးကိုနမူနာယူပါတိုးတိတ်စွာလက်နဲ့လူသူ NR ကို NRG ဖို့နှစ်နဲ့ချင်းယူပြီးစူးစောင်းခဲ့တာဘာအတန်ကြားခဲ့ရလဲဘာလက်နဲ့ရှိလက်ထုတ်ကြွားခဲ့လားလက်ရှိမြေပြင်မှာဘာတည်းမှမတင်ပဲတပ်ဖြောက်ပြီးအတန်တိတ်မဟင်ခါကျွေးပစ္စည်းထုတ်နေတဲ့အဖွဲ့တွေအများကြီးရှိနေတာသတိထားပေးပါမိဘသူပြည်သူများကလည်းနေမြေခံ PDF တွေကိုတိုးတိတ်စွာထုတ်ပေးပါချက် green နိုင်သူ grip ပါအချို့အဖွဲ့တွေကတင်မှအလှူငွေရမှာမို့အခြေအနေရတင်ရတာကိုနားလေတတ်ပါတယ်မိဘပြည်သူများကတိုးတိတ်စွာပူပေါင်းကြပါတချို့နေရာတွေမှာစကားစတော်လို့မဟုတ်ပဲကိုလောက်ရကရန်တို့တဲ့ပေးဖြစ်သွားပြီးအဖွဲ့လိုက်အဆွဲခံရတာရှင်းချင်းတုံးတက်ပေးပါလက်ရှိလက်နဲ့မစုံတဲ့ချိန်မှာပျောက်ကြားစစ်ကတပန်းတာနေပါလေရန်တို့ကိုများစွာထိနာစေပါလေပျောက်ကြားစစ်ကအဖွဲ့ရှိမှမသိလေလှူရှားရလွယ်လေနင်းမျိုးစုံပျောက်ကြားစစ်ပဲအယူလို့ရနေပါတယ်ဒါကြောင့်သတင်းတွေကိုတတ်နိုင်တယ်များတိုးတိတ်ပြီးအမှားထက်ကတင်ခန်းစားယူပါဒီကာလတောင်ရောက်နေပြီဘယ်အဖွဲ့ဘာ
ဘယ်လောက်လုံနိုင်လဲမိဘပြည်သူတွေနားလေတော့ပါဒီချက်ပါတယ်သူတို့ဘက်မှာအထိနာရှုံးဆုံးမှုများစွာရှိပါတယ်လက်ရှိယူနီဖောင်းဖြစ်ပင်အပြစ်မထွက်ရဲတွေကိုကြည်ပါဘယ်သွားပျောက်ကြား PDF တွေကိုလန့်နေတဲ့အနေထားပါအပြောင်းမပြည့်ယုံတက်သူများလဲယူနီဖောင်းဝတ်ပြည့်ယုံကြောင်းသွားမသွားရဲပါကျွန်တော်တို့ဘက်မှာလဲပညာတတ်တွေရောအဖို့တန်တွေရှုံးဆုံးရဒီမှာမနေတော့ပါဘူးစခန်းအတက်တဲ့ကျွန်တော်တို့လူငယ်တွေအတက်နဲ့မလဲနိုင်ပါဘူးတန်ဖိုးချက်လည်းမတူပါဘူးပြည်သူတွေကိုတယောက်မှအဆုံးမခံချင်ပါဘူးလက်ရှိဒီဘက်မှာ PDF တွေကစိတ်တညံပညာဆွဲတုံးလာပြည်သူအများစုရဲ့ပုံပေါင်းမှုတွေကအလေးသာပါတယ်ဒါကြောင့်ရန်သူဘလောက်အင်အားကြီးပါစေရန်သူအားနဲ့ချက်ကိုစားပြီးတံပြန်ပြူဟာတွေချက်မှတ်ပြီးရန်သူကိုအနေယူနိုင်ကြပါစေအမုန်းခံပြီးချစ်လွတ်လို့ရေးသားပါသည်အရေးတော်ပုံအောင်ရမည်ပုံဖုံးဟိတ်တော်ဦးလေးစားစွာပဲ credit ပေးပါတယ်